ဒီတစ်ခေါက်သင်ခန်းစာမှာတော့ device category အောက်မှာရှိတဲ့ set ထဲမှာပါဝင်တဲ့အကြောင်းအရာချို့ကျွန်တော်အဓိကထားရှင်းပြသွားပါမယ်ဒီအကြောင်းအရာလေးတွေကဥပမာ exam မှာဆိုလို့ရှိရင် interface ကို change နေ interface အကြောင်းသိချင်သူကမေးတယ်ပေါ့နော်အစစ် step by step သွားတာ device ထဲက set ထဲက interface နော်သူက multiple choice အနေနဲ့သွားတာand ဒါဟို answer B ကじゃ device set operation အဲ့လိုမျိုးစသဖြင့်ပေါ့နော်သူကမှန် multiple choice question မျိုးလေးတွေနဲ့မေးခွန်းမှာမေးတတ်တယ် PCN essay exam မှာအဲ့တော့ okay ဒီမှာ device HA ကကြတော့ကျွန်တော်တို့မတင်သေးဘူးဒါခဏထားလိုက်မယ်အဲ့တော့ password profile ကနေနောက်သင်ခန်းစာမှာဆိုတော့ဒါခဏထားလိုက်မယ်အဲ့ device set ထဲက management ကိုတွားမယ်အဲ့ဒီ management မှာဘာတွေပြင်လို့ရတယ်လဲဆိုရင်ကျွန်တော်အောက်ဆုံးနဲ့တွားလိုက်မယ် okay ဒီမှာ login and reporting system ဆိုတာကဒီ ACC tag ထဲမှာရှိတဲ့ဒီအကြောင်းအရာတွေကိုမသိချင်ဘူးဆိုလို့ရှိရင်ဒီထဲကနေဝင်ပြင်လို့ရတယ်သူရဲ့ဒီ setting နော် edit လေးကိုတွားပြီးတော့ log collector status တို့ဒီထဲမှာနော်အမှန်ကြီးလေးတွေဖြုတ်လိုက်လို့ရှိရင်သူက report မတင်တော့ဘူးဒီအကြောင်းကနော်ဒါပြင်ရင်လို့ရှိရင်ဒီထဲမှာတွားပြင်လို့ရတယ်နောက်တစ်ခုက minimum password complexity အဲ့တော့ဒီ password profile နဲ့ဒီ minimum password complexity နဲ့မတူဘူးရဲ့ minimum password complexity ကကျွန်တော်တို့ window password လိုမျိုးပေါ့နော်ခဲစင်းဒီ lens ကဘယ်လောက်ရှိရမလဲဒီ upper case ပါမယ် lower case ပါမယ်စသဖြင့်ပေါ့ကိုယ့်ရဲ့ password ကဟို create လို့ရှိရင်ဒီမှာကျွန်တော်လာသတ်မှတ်လို့ရတယ်အဲ့တော့ minimum password complexity မသုံးဘူးဆိုလို့ရှိရင်ဒီ enable လေးကိုအမှန်ကြီးလေးဖြုတ်ထားလိုက်လို့ရှိရင်ရပြီ okay เนาะဒီလိုအမှန်ကြီးလေးဖြုတ်ထားပြီးတော့ open နေလိုက် password complexity မလိုအပ်တော့ဘူးတစ်လုံးလုံးရေးလဲရတယ်တစ်လုံးနဲ့ထားလဲရတယ်ဒါကိုစိတ်ကြိုက်ပြင်လို့ရပါပြီအဲ့လိုမှမဟုတ်ဘူး minimum password complexity ကအနည်းဆုံး10လုံးရှိရမယ်9လုံးရှိရမယ်เนาะပြီး upper case ပါမယ် upper case 1ဆိုလို့ရှိရင်1ပေါ့ဒီနေရာမှာ1ရလိုက်ပေါ့ဒီလိုမျိုးတွေပါတယ်ပေါ့เนาะဒါတွေပြင်လို့ရှိရင်ဒီအောက်မှာလာပြင်လို့ရတယ်အခုတော့ကျွန်တော်တော့ default အနေနဲ့ဘာမှမပြင်ဘူးဒီတိုင်းပဲထားမယ်နောက်တစ်ခုက banner and message ဆိုတာကဘာပြောတာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် banner ကဒီအခုမြင်နေရတဲ့ graphical user interface ကြီးမှာအပေါ်က banner ရေးမှာလားအောက်က banner ရေးမှာလားစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေလုပ်လို့ရတယ်ရှိတယ်ဟို banner ဆိုတာဘာလဲဆိုလို့ရှိရင်ဟို device တွေမှာစပြီးတော့ user name password ရိုက်ပြီဆိုတာနဲ့ကိုရေးချင်တဲ့အကြောင်းအရာလေးတွေကိုတည်တဲ့ဖော်ပြပေးတဲ့ text message လေးတွေကို banner လို့ခေါ်တာပေါ့နော်ဒီမှာဆိုရင်တော့ဒါရေးချင်တာရတယ်ရေးချင်လို့ရှိရင်ဒီမှာ edit ကိုသွားလိုက် message of the day ဘာရေးချင်တာလဲကြိုက်တာရေးလို့ရတယ်တိုက်တယ်ကကိုကြိုက်တဲ့အခါရေး header banner ကဘာရေးမှာလဲ header banner ကဆိုကြပါတော့ကျွန်တော်ရဲ့ name လေး station ရဲ့ channel ဆိုပြီးရေးလိုက်မယ် color ကဘယ်လို color ထားမှာလဲ okay color ဆိုရင် blue color လေးတွေသုံးမယ် header color text color ကheader color ဘာထားမှာလဲဆိုရင် yellow ထားလိုက်မယ် text color က blue ဆိုပြီးထားပြီးတော့ကျွန်တော် okay နှိပ်လိုက်မယ်ဒီတိုင်းပြောင်းလားဆိုရင်သူကမပြောင်းဘူးဘာလို့မပြောင်းလဲဆိုလို့ရှိရင် comic pattern နှိပ်မှာသူကချိန်ပြောင်းလဲသွားတာဒီအပေါ်မှာမြင်ရမယ်နော်အခုလောဆယ်ဒီတိုင်းထားလိုက်မယ် authentication setting တွေရှိမယ်ဒါ device certificate guest certificate လို့ဆိုလို့ရှိရင် one time password နဲ့ရိုက်ပြီးတော့ယူလို့ရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာ panorama setting ဆိုတာက panorama ဆိုတာဘာကိုပြောတာလဲဆိုရင်သူက centralized management server တစ်မျိုးပဲအဲ့တော့ဒီ recommend ပေးတာတော့ဒီ Palo Alto file ရောအနည်းဆုံး6လုံးပေါ့6လုံးရှိပြီဆိုတာနဲ့ panorama server သုံးသင့်တယ်ဆိုပြီး recommend ပေးထားတယ်ဒီက panorama server ရှိလို့ရှိရင် panorama server ရဲ့ IP address တွေဒီနေရာမှာသွားပြီး reverse လုပ်ရတာပေါ့နော်မရှိသေးတဲ့အတွက်ကျွန်တော်တို့ဘာမှမလုပ်ဘူးပြီးတော့ general setting ကဘယ်လုပ်ဖို့လုပ်လဲဆိုလို့ရှိရင်ဒီ device host name တွေ change တာတို့ domain name ပေးတာတို့ time ဆိုသတ်မှတ်တာတို့ဒီမှာလာသတ်မှတ်ရတယ် okay အဲ့တော့ host name ကစသဖြင့်ကျွန်တော်အဆင်ပြေတဲ့ name လေးပေးလိုက်မယ် YGMP Abdul 01ဆိုပြီးပေးလိုက်မယ် domain name ကကြိုက်တာပေးမယ်ပြီးတော့ .com ဆိုပေးလိုက်မယ်အဲ့တော့ time zone ကကြတော့ Asia Pacific ဆိုတော့ Asia Pacific ကိုကျွန်တော်တို့သွားရှာမယ် Asia Pacific where is the Asia Pacific Asia Rangoon
Franco ရွေးလိုက်မယ် Okay တိုင်းဆိုတော့အဆင်ပြေတဲ့တိုင်းဆိုပေးလိုက်မယ် Okay နှိပ်လိုက်မယ် Okay ကိုစိတ်ကြိုက်ပြင်ပြီးသွားလို့ရှိရင်သူကချိန်လားဆိုတော့မချိန်သေးဘူးဘာလို့ရမလဲဆိုရင်comic pattern လေးနှိပ်ရမယ် Okay နှိပ်လိုက်ပြီ comic Okay comic all change ဆိုအကုန်လုံး change ပါလားကိုချိန်တဲ့ရ change ပါလားကျွန်တော် all change ဆိုပြီးပေးပြီးတော့ comic ကိုနှိပ်လိုက်မယ်ဒီမှာဒီနေရာမှာပြောင်းသွားပြီ 1% 2% 100% ဆိုပြီးတော့ဖြစ်သွားရင်သူရပြီဒါပေမဲ့ 100% ပြီးတိုင်းလည်းသူက successful ဖြစ်တာမဟုတ်ဘူးဒီ commit status ကိုသွားကြည့်လိုက် commit status မှာ successful ဖြစ်သွားလို့ရှိရင်ကို chain တဲ့ဟာအရာအားလုံးကို configure ချထားတဲ့အရာအားလုံးကအကုန်လုံးအဆင်ပြေတယ်တကယ်လို့များကို configure ချထားတာတခုခုအမှားရင်းရှိတယ်ဗျာမှားသွားတယ် IP လို့မရတာပဲဖြစ်ဖြစ်တခုခု something wrong ဖြစ်သွားတယ်အဲ့ဒါကို commit သွားပေးရင်လည်းဒီနေရာမှာ commit status မှာဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုကျွန်တော်တို့ကမှားတဲ့နေရာဘယ်နေရာလဲဆိုလိုက်ရှာကြည့်ပြီးတော့အမှန်ပြင်ပေးဖို့လိုတယ် Okay အဲ့ wait a minute ခဏတော့စောင့်ရမယ်သူက commit လုပ်တာကြာတယ် Okay 55 Okay ဒီမှာဆိုရင်သူက successful ဖြစ်သွားတယ် configuration connected successfully ဆိုရင်ကျွန်တော်တို့ချိန်တာအားလုံးရသွားပြီ close လုပ်လိုက်မယ်တခါလေးမှာဆိုရင်တော့သူကဒီတိုင်းစုံတွေပါတယ်ချိန်ပြီးသွားရင် auto log out ကြတယ် auto log out ကြရင်ကျွန်တော်တို့ပြန်ဝင်ပေါ့ပြဿနာမရှိဘူး Okay ဒီအောက်မှာဘားလေးအောက်မှာကြည့်လိုက်နော် user name က admin နဲ့ဝင်ထားတယ် Okay log out လုပ်ချင်ဒီကနေသွားနေလိုက်ပေါ့နော် let's log in ဘယ်နေကနေ log in ဝင်လာလဲအဲ့တော့ session expire time ကဒါ Okay ဒီမှာ test ဆိုတာရှိရယ် test ကဘာကိုကြည့်တာလဲဆိုလို့ရှိရင်ခုနကဒီ configuration လုပ်တဲ့အကြောင်းအရာတွေ commit လုပ်လိုက်လို့ရှိရင်ချိန်လိုက်တဲ့အကြောင်းအရာတွေသိချင်ဒီ test ထဲကိုသွားကြည့်လို့ရတယ်ဘယ်နှနာရီက commit နေတာလဲเนาะ report တွေကဘယ်နှနာရီမှာ report complete ဖြစ်တာလဲစသဖြင့်ပေါ့ကိုလုပ်တဲ့အကြောင်းအရာတွေ message တွေကိုဒီ test ထဲမှာသွားကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင် jog ဆိုလို့ရှိရင်เนาะဘာတွေလုပ်လိုက်တာလဲပေါ့เนาะ Okay စသဖြင့်ပေါ့เนาะဒီ test လေးကိုသွားကြည့်လို့ရတယ် Okay အဲ့တော့အခုဆိုရင်ဘာချိန်သွားပြီလဲဆိုရင် host name ချိန်သွားပြီ domain ချိန်သွားပြီတိုင်းစုံတွေချိန်သွားပြီ Okay ဒီမှာဆိုရင်ဒီမှာကြည့်လိုက်အစတော့ကဒီပုံစံလေးအတိုင်းကျွန်တော်တို့ပြနေရ admin add vw เนาะအခုဆိုလို့ရှိရင် host name ချိန်သွားပြီဒီလိုချိန်သွားပြီ Okay ဒီမှာ dashboard မှာဆိုရင်လည်းပဲဘာပြောင်းသွားပြီဆိုရင် device name က YGMB F201 ဆိုပြီးတော့ပြောင်းသွားပြီအဲ့တော့ဒါတွေကဘယ်ကချိန်ရတယ်လဲဆိုရင် device set management တွေမှာသွားချိန်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ device set အောက်ထဲမှာနောက်ထပ်ဘာအကြောင်းအရာတွေပါသေးလဲဆိုတော့ operation ရှိမယ်ပြီးရင် service ရှိမယ်ပြီးရင် interface ရှိမယ်တခြားအကြောင်းအရာတွေရှိသေးတယ်ပေါ့နော်အဲ့ဒီထဲမှာနောက်သင်ခန်းစာမှာကျွန်တော်ကဒီဘာအကြောင်းအရာပြောမလဲဆိုလို့ရှိရင်ဒီ operation ထဲမှာဘာတွေပါဝင်တယ်လဲနောက်ပြီး service ကဒီအထူးသဖြင့်တော့ server configuration ကဘာလုပ်တာလဲ service ကဘာလုပ်တာလဲဆိုတာနောက်သင်ခန်းစာမှာအသေးစိတ်ရှင်းပြသွားပါမယ်ဒီအခုလက်ရှိသင်ခန်းစာမှာတော့ဒီ interface device set တဲ့ interface မှာတော့ဒီအခုကျွန်တော်ဝင်နေတဲ့ GUI mode ထဲမှာပါတဲ့ management interface เนาะအဲ့ဒီမှာဘာတွေချိန်လို့ရတယ်လဲဆိုရင် static ချိန်ရင်ဒီမှာ static ကိုသွားပြောင်းလို့ရတယ် DHCP client ဆို DHCP client သွားပြောင်းလို့ရတယ်အဲ့တော့ဒီ DHCP နဲ့ static ကြိုက်တဲ့တက်ရရွေးပြီးတော့အောက်က service က HTTPS နဲ့ SSH ဘယ်ဟာရွေးမှလဲရွေးလို့ရတယ်ကိုပေးချင်တာပေးလို့ရတယ်မှာ pin ကိုပိတ်လိုက်လို့ပြီးတော့ okay နေ commit နေလိုက်လို့ရှိရင်ဒီ device ကြီးကို management interface ကနေ pin လို့မရတော့ဘူး okay เนาะအဲ့တော့ကျွန်တော်တို့ဘာလုပ်ပြီးလို့ထား default အနေနဲ့ပါတာတော့ HTTPS SSH ရဲ့ pin ရတော့သုံးခုကတော့ default အနေနဲ့ပါတယ်ကျန်တာတွေကကိုလိုချင်တာတွေကိုထပ်ထည့်လို့ရတော့မှ SMB user ID ပုံမှန်အားဖြင့်ဆိုရင် telnet နဲ့ဝင်လို့မရဘူး HTTP နဲ့ဝင်လို့မရဘူးကိုယ်ဝင်ချင်တယ်ဆိုလို့ရှိရင် telnet HTTP ပေး okay နှိပ်ပါတော့ okay
ဒါကဘေးအောက်မှာသွားပြင်လို့ရလဲဒီ management interface ကို device select interface ထဲမှာသွားပြင်လို့ရပါတယ်သူ default ပေးထားတဲ့ service တွေကတော့ ping ရဲ့ https ရဲ့ SSL ရဲ့ဖြစ်ပါတယ်